ဇွန်လ24-25 ရက်နေ့ဇူလိုင်3-4 ရက်များတွင်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌လေပွေလှိုင်းတစ်ကြိမ်စီဖြစ်ပေါ်နိုင်ပြီးအနောက်တောင်မုတ်သုန်လေအားကဆက်၍ကောင်းနေပါဦးမယ်။ဇွန်လ30ရက်နေ့တွင်မိုးဦးကာလကုန်ဆုံးပြီးဇူလိုင်1ရက်မှဩဂုတ်လ31ရက်အထိမိုးလေကာလအတွင်းဝင်ရောက်ချိန်အတွင်းတောင်တရုတ်ပင်လယ်ကမုန်တိုင်းဖြစ်နိုင်ခြေများလည်းမြင့်တက်လာပြီးမြန်မာနိုင်ငံမှာနှစ်စဉ်ရွာသွန်းမြစ်အထက်50အထိမိုးပိုမိုရွာသွန်းနိုင်ကြောင်းရဲ့ရာသီဥတုကြိုတင်ခန့်မှန်းရေးဌာနကထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။နှစ်စဉ်ရေကြီးတတ်တဲ့ကာလအတွင်းကိုဝင်ရောက်လာတော့မှာဖြစ်ပြီးမိုးများတဲ့ဒေသများမှာအခုမိုးဦးကာလအချိန်တွင်းကစပြီးရေကြီးရေရှမ်းတာတွေအစပြိုးဖြစ်ပေါ်နေတာကြောင့်မိုးလေကာလအတွင်းမှာမြစ်ကမ်းဘေးချောင်းဘေးနေထိုင်ကြသူများတောင်ကျချောင်းရေကျဆင်းလာတတ်တဲ့ဒေသများအထူးသတိပြုပြင်ဆင်ကြဖို့လိုပါမယ်။ဇူလိုင်လထဲမှာမြစ်ကြီးများရဲ့စိုးရိမ်ရေမှတ်တွေကိုရောက်လာနိုင်တာကြောင့်လည်းမြစ်ရေအခြေအနေသတင်းများကိုမပြတ်နားဆွင့်ကြရန်နဲ့4 ရက်ကြိုတင်တင်ပေးနေတဲ့ပြည်내တိုင်းများရဲ့မိုးလေဝသအခြေအနေများကိုကိုယ်တိုင်ကြည့်ရှုလေ့လာပြီးမိမိဒေသအတွင်းမှာကြားရောက်လာနိုင်တဲ့သဘာဝဘေးအန္တရာယ်ကိုကြိုတင်ဆန်းစစ်လေ့လာကြပါလို့အသိပေးတိုက်တွန်းလိုက်ပါတယ်။